အားလုံးမင်္ဂလာပါရှင်ဆင်မဒီနေ့ပြောပြပေးသွားမယ်နံပါတ်တွေရတော့ပေါ့နော်မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုလို့ရှိရင်တော့ဒါတတိထားစင်ကြရမယ့်နံပါတ်တွေလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်မိတ်ဆွေကိစ္စဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာပေါ့နော်ကိုယ့်အတွက်ကိုအကျိုးရုပ်စေနိုင်တဲ့နှုတ်ထွက်စကားတွေအစစ်မပြေစေနိုင်မယ့်နံပါတ်တွေလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုစေတနာနဲ့ပြောတော့အကောင့်ကြီးမခံရမယ်နဲ့ပေါ့နော်ဒါကိုအတွက်ကိုအကျိုးမဖြစ်ထွန်းစေမယ့်နံပါတ်တွေပေါ့နော်အဲ့နံပါတ်တွေလေးတွေကတော့3438834343ဆိုတဲ့နံပါတ်လေးတွေကိုမိတ်ဆွေတို့ကြိုက်ဆောင်ထားမယ်ဆိုလို့ရှိရင်တော့ဒါအပြောကြောင့်ပဲအခွင့်အရေးတွေအခွင့်လန်းတွေဆုံးရှုံးနေတာစီရမယ့်နံပါတ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့တတိထားပြီးတော့ပြောင်းလဲရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်လေးစိတ်ဝင်စားတဲ့နံပါတ်တွေလေးတွေကိုဆင်မကတင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ဆင်မရဲ့ page လေးကို like and follow ပါလေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့နော်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်